အားလုံးပဲမင်္ဂလာပါရော့ကယ်ဗင်လင်းမှာအခုတောင်းကလပ်ပါမြို့နယ်73ရက်ကွယ်ဝရုဏလေးလန်းတငယ်ချင်းရဲ့ပိုင်ရှင်ပေါ့နော်တငယ်ချင်းကိုစီတူရဲ့ contract ရောင်းမယ်ဆိုတဲ့အခန်းပေါ့နော်6လွှာမှာ contract စောင့်နေတယ်6အပေါ်ဆုံးလွှာကိုရောင်းမယ်လို့ပြောပါတယ်အဲ့ဒါကတော့သူက RC type ပဲသူရင်ခွဲဒီမှာဒီခန်း6လွှာမှာရှိပါတယ်ဝရုဏလေးလန်းအောက်ချမ်းမှာပါ6လွှာရှိပါတယ်6လွှာမှာရှိပါတယ်အဲ့ဒါအလျားကတော့16လောက်ရှိတယ်အနံကကြတော့ရှေ့နဲ့နောက်နဲ့ဆိုလို့ရှိရင်58 59လောက်ရှိတယ်တေချာခြင်းလို့ရှိရင်လူကိုယ်တိုင်လာကြည့်လို့ရပါတယ်ခေါ်စည်းကကြတော့1950ကို short tin ရှိပါတယ် negotiable ပါညှိနှိုင်းပါเนาะပိုင်ရှင်ကိုယ်တိုင်ရောင်းပါပိုင်ရှင်ပြလိုက်ပါပိုင်ရှင်ယူနာပါဒါကိုစီတူပိုင်ရှင်เนาะတို့ဒါရှိကျွန်တော်ရှိလဲဆက်သွယ်လို့ရပါတယ်เนาะကိုစီတူနဲ့မိတ်ဆက်ပေးပါမယ်เนาะโอเคကျွန်တော်တွားလိုက်ပါဦးမယ်ထားလို့ကနေဆင်းပါပြီဒါတော့ဝရုဏ73ရောက်ကဝရုဏလေးလမ်း vicinity ပေါ့ဒါတော်စီကားတဲ့နေရာအရှိတ်ဘက်မှာဆိုလို့ရှိရင်31 gig ကားဂိတ်ရှိတယ်31ကားဂိတ်ကတော့တအားစီတယ်ဆိုင်ကန်းတွေလည်းအများကြီးပဲနောက်စားတော့ဆိုင်တွေလည်းအများကြီးရှိတယ်ဒီစီကားတဲ့နေရာပေါ့နော်ရက်ကွက်ကတော့ရက်ကွက်လည်းတန့်တယ်ဘက်ကတော့စိုက်ကဆန်ဖျားနဲ့တူတယ်နော်ဟိုမှာဖျားစိုက်ကဆန်ဖျားလမ်းမနေရစိုက်ကဆန်ဖျားအဲ့ဒါလည်းငါတော်သေးတယ်ဒါကြီးဆင်းချလိုက်ကြအောင်ကဲဆင်းပါပြီခင်ဗျာကဲကျွန်တော်တို့ဆင်းလာပါပြီငါရောင်းပေးနေတယ်နော်ဆင်းလာဒါတွေကတော့ရောင်းထားပြီးပြီနဲ့ဒီခန်းတွေကတော့ဒါ9လွှာလား4လွှာလားကဲကျွန်တော်ဆင်းလာကြပါပြီ။ဟုတ်တယ်မြင်းနီတက်ကိုရောက်ပါတော့မယ်။မြင်းနီတက်ကိုရောက်ပါတော့မယ်ကျွန်တော်တို့ဆင်းလာနေကြပါပြီ။ကဲဒါတော့ခုဆောက်လက်စပါဒါမြင်းနီတက်RC နော်။ဒါဝရုဏလေးလန်အောက်လန်73ရက်ကိုတောင်းကလပ်ပေါ့မြို့နယ်။နော်31ဂိမ်းနဲ့နီးပါတယ်ခင်ဗျာ။ဒါခုဆောက်လက်စနဲ့နောက်2လလောက်ဆိုပြီးပါပြီ။နော်6ထက်တိုက်ပါ RC type တဲ့ရင်ခွဲတဲ့ RC type နော်။ကျောင်းမှာကဟိုအပေါ်ဆုံးတဲ့ညာဘက်ကျွန်တော်ခုနပြတဲ့အခန်းကဲအားလုံးနှုတ်ဆက်ပါတယ်เนาะဒါဒီမှာ construction workers တွေသူတို့ဆောက်လက်ဆောက်နေတာပါเนาะဒါဒီရင်းနှီးနာချင်းတွေပေါ့ဒါ